လူအများရှိမှစကားပြောဖို့အတွက်စိုးရုံနေတဲ့သူတွေရှိလားရှိရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်သွားပေးပါမိတ်ဆွေတို့ရဲ့အိတ်ခမ်းထဲမှာပဲဖြစ်ဖြစ်အိတ်ခမ်းထဲမှာပဲဖြစ်ဖြစ်အိမ်မှာပဲဖြစ်ဖြစ်ပေါ့လေဒါမှမဟုတ်ကိုယ့်ရဲ့အလုပ်ခန်းရုံးခန်းစသဖြင့်ဒီလိုနေရာလေးတစ်နေရာသူသဖြင့်စိတ်ငြိမ်တဲ့နေရာလေးတစ်နေရာဒီလိုနေရာလေးရှိပြီဆိုလို့ရှိရင်မိတ်ဆွေတို့အတွက်စကားပြောလေ့ကျင့်လို့ရပါပြီဆိုတော့အဲ့ဒါကဘာလဲဆိုတော့မိတ်ဆွေတို့ရဲ့ကိုယ်ပိုင် podcast လေးတွေလုပ်ကြည့်ရမှာဖြစ်ပါတယ်အဲ့တော့စကားပြောလေ့ကျင့်ရင်းနဲ့လေမိတ်ဆွေတို့ရဲ့ personal brand ကိုတိစောက်ပြီးသားလည်းဖြစ်သွားပါလိမ့်မယ်အဲ့တော့ podcast တွေကိုကိုယ့်အကူအခန်းလေးထဲမှာပဲအတန်လေးသွင်းပြီးတော့ဖန်တီးမယ်ဖန်တီးရင်းနဲ့မှရလာတဲ့ကျွန်တော်တို့ဒီအတန် file တွေကို online ပေါ်မှာကျွန်တော်တို့ရဲ့ကိုယ်ပိုင် podcast အစီအစဉ်တွေနဲ့ပြန်ပြီးတော့တင်ဆက်မယ်အဲ့ဒီခါမှာကိုယ့်အတွက် follower ရမယ် personal brand ကိုလည်းတိစောက်ပြီးသားဖြစ်တယ်လို့စကားပြောလေ့ကျင့်ပြီးသားလည်းဖြစ်သွားမှာသိကြပါတယ်အဲ့တော့ကိုယ့်အကူတယောက်တည်းပဲအတန်သွင်းရင်းနဲ့စကားပြောလေ့ကျင့်ရမှာဖြစ်တော့ကြောင့်မလို့ရှက်စရာလည်းမလိုဘူးကြောက်စရာလည်းမလိုဘူးအားငယ်စရာလည်းမလိုဘူးတိမ်ငယ်စရာလည်းမလိုဘူးမှားသွားမှလည်းစိုးရိမ်စရာမလိုဘူးမှားသွားရင်စာပြန်သွင်းမှာပေါ့ကိုယ့်အကူတယောက်တည်းပဲဆိုလို့လေအေးစေးပဲနော်အဲ့တော့ကိုပြောချင်တဲ့အကြောင်းအရာတွေကိုပြောမယ်ကိုတင်ဆက်ချင်တဲ့အကြောင်းအရာတွေကိုလည်းပြောရမယ်ကိုယ့်ရဲ့စကားပြောစွမ်းရည်ကိုလည်းလေ့ကျင့်ပြီးသားဖြစ်သွားမယ်အဲ့တော့မိတ်ဆွေတို့အတန်သွင်းတဲ့အခါမှာအနားမှာရှိတဲ့ mic တွေကွန်ပျူတာတွေဖုန်းတွေ coffee ခွက်တွေစာအုပ်တွေဒီလိုပစ္စည်းတွေကိုလူတွေလို့မြင်ရောင်ပြီးတော့မှမိတ်ဆွေတို့စကားပြောစွမ်းရည်ကိုလေ့ကျင့်ကြည့်ကြပါအဲ့တော့ဒါလေးကလည်းကျွန်တော်တို့မိတ်ဆွေတို့အတွက်ထူးခြားပြီးတော့မှအတိုးလေးရှိမဲ့နီလန်းလေးတစ်ခုဖြစ်မယ်လို့ကျွန်တော်တော့ယုံကြည်ပါတယ်အဲ့တော့မိတ်ဆွေတို့ရဲ့ကိုယ်ပိုင် podcast တွေကိုအခုပဲဖန်တီးတည်ဆောက်ရင်းနဲ့မှာမိတ်ဆွေတို့ရဲ့ဒါပြောဆွေးတွေကိုလည်းမြင့်တင်လို့ရပါတယ် Okay နောက်စီစဉ်တွေမှာကျွန်တော်ပြန်တွေ့ရအောင်ဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ဗျာ